Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်စကားပြောတာတော်တော်များများပြောခဲ့ပြီးပါပြီဒါပေမဲ့ဒီဗမာစကားသုံးပြီးတော့တိတိကျကျကိုစကားကောင်းကောင်းမပြောရရသေးဘူးခုထိပေါ့နော်ခုထိပေါ့ဆိုတော့ဒီနေ့ကိုကျွန်တော်ဒီလိုပဲပေါ့ပေါ့ပပပေါ့နော်ပေါ့ပေါ့ပပအရက်စကားလေးနဲ့ပေါ့နော်အရက်စကားလေးနဲ့ကျွန်တော်လူငယ်ဒီကိုကျွန်တော်အနေငယ်ခွန်အားပေးချင်တယ်လူငယ်တွေရဲ့အတွေးခေါ်မှန်ကန်ရေးပေါ့နော်အတွေးခေါ်လေးတွေမှန်ကန်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးပေါ့အမြင်လေးပေါ့နော်အမြင်ကြည့်နေအောင်ကျွန်တော်ဘာလုပ်မလဲဆိုတာလေးကိုကျွန်တော်ဒီနေ့လူငယ်တွေနဲ့ကျွန်တော်စကားပြောချင်တယ်လူငယ်တွေနဲ့စကားပြောတာပြောစရာကောင်းပါတယ်ဆိုတော့စကားမပြောခင်လေးမှာဒါလေးပြချင်ဒါ pamphlet ပေါ့ကျွန်တော် pamphlet ရိုက်တာခုပြီးနေပါပြီမကြခင်ကျွန်တော် pamphlet ဝေနိုင်တော့မှာပါဝေနိုင်တော့မယ်နှစ်မျိုးထွက်မယ်နှစ်မျိုးနဲ့ထွက်မယ်တစ်မျိုးကတော့neck tie နဲ့ style နဲ့ neck tie style နဲ့နောက်တစ်မျိုးကတော့ကျွန်တော်ပုံကယူရပုံနဲ့ယူရဥစားပုံနဲ့နှစ်မျိုးထွက်ပါအဲ့ဒီထဲမှာကျွန်တော်တို့ရဲ့ရွေးကောက်ပွဲဂရိကိုဘုတ်လေးတွေပေါ့နော်ရွေးကောက်ပွဲပြီးတော့လို့ကျွန်တော်တို့အမတ်အနေနဲ့ကျွန်တော်ရွေးခံလာလို့ရှိရင်လှုပ်ဆောင်ရမယ်အပိုက်လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တေချာရေးထားပါတယ်ကျွန်တော်ဖတ်လို့ကောင်းပါနောက်ဘက်မှာလည်းဒီလိုမဲပြတဲ့ပုံစံလေးတွေပေါ့နော်အဲ့လိုမျိုးလုပ်ပြထားတယ်ကျွန်တော်မကြခင်ကျွန်တော်ရဲ့မဲဆန္ဒရှိမြောက်ကျွန်တော်ဝင်နိုင်အောင်ကြိုးစားပါမယ်ဆိုတာလေးကိုကျွန်တော်ကြိုပြောထားပါတယ်ကျွန်တော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့လူငယ်ပေါ့နော်လူငယ်တွေအနာဂတ်ကိုနိုင်ငံကျွန်တော်တို့နိုင်ငံကိုတည်ထောင်မဲ့လူငယ်တွေပေါ့ကျွန်တော်မြန်မာနိုင်ငံတော်ကြီးကိုအထူးသဖြင့်ပေါ့ကဘာကြီးကိုတော့ကဘာနဲ့ချီပြီးတော့တိတ်မပြောချင်သေးဘူးဒီကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ပေါ့နော်မြန်မာနိုင်ငံကြီးကိုပုံဖော်ပြီးတော့မှပခုံးပေါ်ထမ်းသွားမဲ့ဒီလူငယ်တွေရဲ့စိတ်ထဲမှာဘာတွေရှိတဲ့တဲ့ပေါ့အဲ့ဒါလေးကိုကျွန်တော်အနည်းငယ်ပေါ့ဝေငှချင်တယ်ဝေမျှချင်တယ်ပေါ့နော်ကျွန်တော်ရဲ့အမြင်လေးပေါ့ဗျာမှားချင်လဲမှားနိုင်တယ်မှားချင်လဲမှားနိုင်တယ်အဲ့ဒါကိုတော့လုံးဝအမှန်ပဲလို့တော့မတွက်ရှိရှိဘူးဒါကျွန်တော်ရဲ့အမြင်ပဲပြောတာပါနော်အဲ့ဒါကိုတားတို့သမီးတို့အနေနဲ့မမှန်ဆိုတာကိုတော့ကိုယ့်အကိုဆုံးဖြတ်ရမှာပါနော်ကျွန်တော်ကဒီလိုလုပ်တယ်ဒီလိုပြောလို့ဒီလိုလုပ်ရမယ်ဆိုတာရေးတော့မဟုတ်ဘူးကျွန်တော်ကရွေးချယ်မှုကတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်မယ်ကျွန်တော်ကတော့ဒီလိုပဲစကားအနေနဲ့ကိုယ့်ရဲ့အမြင်လေးကိုကျွန်တော်ဝင်ငှသွားမှာပါဝင်မြတ်သွားမှာပါဆိုတဲ့ကကြတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ထူးခြားတဲ့ဝိသေသလေးတွေပေါ့နော်ဝိသေသလေးတွေကျွန်တော်မြန်မာနိုင်ငံအကြောင်းနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာဒီနိုင်ငံတော်အစ်စ်ပေါ့နော်နိုင်ငံတော်အစ်စ်အခြေခံဥပဒေကတတ်မှတ်ပေးထားတဲ့တိုင်းသားလူမျိုးပေါင်းပေါ့နော်135မျိုးရှိပါတယ်135မျိုးရှိတယ်အဲ့ဒီထဲမှာဗမာကဘယ်လောက်ရှမ်းကဘယ်လောက်ကရင်ကဘယ်လောက်မွန်ကဘယ်လောက်ရခိုင်ကဘယ်လောက်ချင်းကဘယ်လောက်ကချင်ကဘယ်လောက်ဆိုတာထပ်ပြီးတော့မှခွဲသေးတယ်ကျွန်တော်ချင်းပြတဲ့တော့ချင်းအကြောင်းပြောမှချင်းမှာဆိုလို့ရှိရင်53မျိုးရှိတယ်အဲ့53မျိုးကဒန်းတူ level 2တွေပဲဒန်းတူ level 2တွေပဲအဲ့53မျိုးထဲမှာပါတဲ့မျိုးနွယ်စုတွေအားလုံးဒီငယ်ဒီကြီးဒီအစစ်နှိမ့်တယ်အစစ်မြင့်တယ်ဆိုတာမရှိဘူးသူကလူဦးရေအနေနဲ့များတာနဲတာတော့ရှိမယ်ဒါပေမဲ့သူ့ရဲ့နိုင်ငံတော်အစစ်မှာသူ့ရဲ့ level ကအတူတူပဲသူနည်း၎င်းပါပဲဒီဗမာမှာဆိုလို့ရှိရင်6မျိုးလောက်ရှိမယ်ရခိုင်မှာဆိုရင်9မျိုးလောက်ကရင်မှာဆိုရင်73မျိုးလောက်ပေါ့နော်ရှမ်းမှာဆို30ကျော်ပဲကရင်မှာကချင်မှာဆိုလို့ရှိရင်6ခုလောက်ရှိမယ်အဲ့လိုပေါ့အဲ့လိုပေါင်းလိုက်တဲ့အခါမှာအကုန်လုံးက135မျိုးရှိတယ်အဲ့ဒါကိုအခြေခံနဲ့ကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့တွေးတောပြီးတော့မှကျွန်တော်တို့ဘာလုပ်တင်လဲကျွန်တော်တို့ဘယ်လိုတစ်မျိုးနဲ့တစ်မျိုးပေါ့နော်တစ်မျိုးနွယ်စုနဲ့တစ်မျိုးနွယ်စုဒီ135မျိုးစလုံးကကျွန်တော်တို့ကငေကုံမောင်နှမဒီဖြစ်တယ်ကျွန်တော်တို့တမီတဲနေတရေတဲတောက်တဲ့နိုင်ငံတော်သားများဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပထမခံယူတတ်ဖို့လိုတယ်အဲ့ဒီလိုခံယူတတ်ပါမှကျွန်တော်တို့မှဒီဆွဲနေတဲ့အယူဆွဲနေတဲ့မျိုးနွယ်စုဆွဲလို့ပါတော့တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားမှာ
135မျိုးကဒန်းတူရှိတယ်သူ့မှာဒန်းတူအခွင့်အရေးရှိတယ်ဆိုတာကိုကျွန်တော်တို့ကအတိမပြုတ်နိုင်မှကျွန်တော်တို့ရဲ့မျိုးနွယ်စုဆွဲတယ်ကျွန်တော်တို့မျိုးနွယ်စုကသူတို့မျိုးနွယ်စုထက်ပိုတာတယ်ကျွန်တော်တို့ကသူတို့ထက်ပိုပြီးတော့မှအရေးချင်းရှိတယ်စသဖြင့်ပေါ့နော်ကျွန်တော်တို့ကလူကြီးလည်းများတယ်ကျွန်တော်တို့ကပို့ပြီးတော့မှပါဝါကြီးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့တမျိုးအပေါ်မှာတမျိုးကျွန်တော်ဘူချက်စိုးမှုချင်တဲ့စိတ်ဓာတ်တွေကျွန်တော်တဖြည်းဖြည်းပျော့ကွယ်သွားမှာအဲ့ဒီလိုပျော့ကွယ်ဖို့အတွက်ကကျွန်တော်တို့ဒန်းတူ level 2ဖြစ်တယ်ဆိုတာကျွန်တော်တို့ပထမဆုံးအတိမပြုတ်ဖို့လိုပါတယ်နောက်ပြီးတစ်ခါကျတော့ကျွန်တော်မြန်မာနိုင်ငံကအင်မတန်မှထူးဆန်းတဲ့မြေမျက်နှာပြင်အတွင်ပြင်ရှိတယ်ကျွန်တော်သမုဒ္ဒရာကမ်းချီပေါ့နော်ဒီလိုအရှည်လိုက်ဆိုလို့ရှိရင်မိုင်ပေါင်းကမနည်းဟို1500လောက်ရှိတယ်1500 2000လောက်ရှိတယ်ဒီခရိုင်မဟုတ်ရခိုင်ကမ်းမြောင်ကနေပြီးတော့မှစမယ်ဆိုလို့ရှိရင်ဒီကော့တောင်းအထိအင်မတန်မှရှည်လျားတဲ့ဒီသမုဒ္ဒရာကမ်းဆက်ကြီးကိုကျွန်တော်တို့ပိုင်ဆိုင်ထားတာဖြစ်တယ်သူနည်းတူပါပဲမြောက်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရေခဲတောင်ဘူတာအိုရဲ့ထိပ်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ရေခဲတောင်မှကျွန်တော်ပိုင်ထားတယ်အရှိတောင်အာရှမှာဒီကမ်းချီပေါ့နော်ကမ်းချီပိုင်ဆိုင်မှုကမ်းချီပိုင်ဆိုင်မှုရှီလျားပြီးတော့မှရေခဲတောင်ပါပိုင်တဲ့နိုင်ငံဆိုလို့ဒီအရှိတောင်အာရှ10နိုင်ငံထဲမှာမြန်မာနိုင်ငံပဲရှိတယ်ထိုင်းတို့ဘာလို့ဆိုရင်အရန်အားကြတာဟာမြန်မာနိုင်ငံမှာဒီဆွစ်ဇာလန်တို့ဘာလို့အနောက်တိုင်းကလို့ပဲရေခဲတောင်တို့ဘာလို့ရှိပါလားဆိုတာထိုင်းတွေကကြည့်တဲ့အခါမှာအချမ်းကိုအားကြတာသူတို့နှမျောတာပေါ့နော်ရှင်းပြောမယ်ဘာကြောင့်လဲဆိုတော့သူတို့ကဒီ tourism နဲ့ပတ်သက်တဲ့ဒီခရီးသွားကမ္ဘာခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှအရန်အောင်မြင်တဲ့တိုင်းပြည်ဆိုတော့သူတို့ကဒီရေခဲတောင်ကြီးကိုပိုင်လိုက်မယ်ဆိုလို့ရှိရင်သူတို့ဘာလို့မမြန်လို့မဆိုသူတို့မှအရှိရှင်တွေအများကြီးရှိတယ်ပတ်စံတွေအများကြီးရနိုင်တယ်ဆိုတော့သူတို့ကောင်းအောင်တည်အဲ့ဒါကြောင့်ထိုင်းနေရဆိုလို့ရှိရင်အရန်အားကြတာဗမာပြည်ဆိုတော့ကျွန်တော်ဘာပြောချင်လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ရဲ့ပိုင်ဆိုင်ထားတဲ့အရာတွေကအင်မတန်မှထူးခြားတယ်ပြီးတော့ကျွန်တော်မေပြက်လွင်ပင်နေရှိတယ်မေပြက်လွင်ပင်နေဆိုလို့ရှိရင်စပားမဆိုင်သေးတဲ့မေပြက်နေနေမိအမီအနေထားတဲ့မေဧကပေါင်းတန်းနဲ့ရှိအများကြီးရှိတယ်ပြီးတော့မှတောင်သားနေကျွန်တော်ပိုင်ဆိုင်ထားတယ်တောင်ကုန်းတွေတောင်သားနေကုန်းပင်မြင့်တွေပိုင်ဆိုင်ထားတယ်ကျွန်တော်တို့ကနောက်တစ်ခါကျွန်တော်တို့ဘာထူးခြားသေးလဲဆိုလို့ရှိရင်သူများနဲ့မသက်ဆိုင်ပဲနဲ့ကိုဟာကိုမိတဲ့ကနေပြီးတော့မှထွက်ပြီးတော့မှကိုတမုတ်တရားတွေကိုစီးဝင်သွားတယ်ရေချိုပေါ့နော်ရေချိုတောက်လို့ရတဲ့ရေချိုမြစ်ချောင်းအင်းအိုင်ယာနဲ့ချီကျွန်တော်ပိုင်ဆိုင်ထားတယ်အဓိကအဖြစ်ဒီမေခမလိခနေပြီးတော့မှစပြီးတော့မှစီးစီးနဲ့ယာဝတီမြစ်တို့ချင်းတွင်းမြစ်တို့စစ်တောင်းမြစ်တို့တန်တွင်မြစ်ကတော့ထားပါတော့ဟိုဘက်ကနေလာတယ်ဆိုတော့အဲ့ဒီလိုမျိုးရေချိုကျွန်တော်တို့ပိုင်ဆိုင်ထားတယ်ကဘာမှာရေပြဿနာကအကြီးကြီးတက်နေတယ်ဒီကနေ့မှာတိုင်းပြည်တစ်ပြည်နဲ့ရေပြဿနာကြောင့်စစ်ဖြစ်နိုင်တဲ့အနေအထားမှာရှိတယ်။ဥပမာကြည့်မယ်ဆိုကျွန်တော်အနည်းဆုံးပေါ့နော်။စင်ကာပူနိုင်ငံကသူကရေချိုမရှိတော့လူတွေတောက်ဖို့ကဘယ်ကနေဝယ်လဲဆိုတော့မလေးရှားနေဝယ်တာ။နှစ်ပေါင်း60စာချုပ်ထားတယ်။အဲ့နှစ်ပေါင်း60စာချုပ်ကလည်းကုန်ခါနေပြီ။ခုကထတ်ချုပ်ရမှာ။ထတ်ချုပ်ဖို့ကြတော့မလေးရှားအင်တင်တွေလုံနေတယ်။မချုပ်ချင်တယ်လို့ဘာလို့ပေါ့။သူကအကြက်ကန်ချင်စင်ကာပူအတွက်ကရှမ်းကိုအခက်ခဲဖြစ်တယ်အဲ့ဒါကတော့ပင်လယ်ရေကြီးကိုတန့်စင်ပြီးတော့မှတောက်တုံးရေအနေနဲ့လှုပ်ဖို့ကြိုးစားနေတယ်။ဒီနေ့ကျရင်တော့အောင်မြင်ကောင်းအောင်မြင်နိုင်ပါတယ်။သူ့ပြည်တော်လည်းပဲဒီသမုဒ္ဒရာရေကြီးကိုတန့်စင်ပြီးတော့မှတုံးလိုက်တာထက်ဆိုင်ဒီတဘာဝရေချိုးကပိုတော့မှတန့်စင်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့မှာဒလဟောစီးနေတဲ့ရေချိုးမြစ်ချောင်းအင်းအိုင်အရှမ်းပေါ်များတယ်ယာနဲ့ချီရှိတယ်အဲ့ဒါတွေကတိုင်းပြည်ရဲ့တစ်ကက် resource တစ်ကက်အရင်းမြစ်တွေပဲဆိုတိုင်းပြည်ရဲ့အရှင်းမြစ်ဒီလောက်ကောင်းတဲ့မြေကျွန်တော်ဒီလောက်ကောင်းတဲ့ရေဒီလောက်ကောင်းတဲ့မြေအနေထားတွေကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့လူမျိုးတွေဖြစ်နေတယ်ကျွန်တော်ကမြန်မာနိုင်ငံသားတွေအရှမ်းထုံးမြတ်တယ်အဲ့ဒါကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့မွေးဖွားပြီးတော့မှဒီနိုင်ငံသားဖြစ်ရတာအမတမကန်ထူးတယ်လို့ပြောမှာပေါ့နော်
လုံးလုံးဆယ်တော့ပြဿနာပေါင်းစုံနဲ့ကျွန်တော်တို့ကြုံတွေ့ရပြီမယ်ဒီပြဿနာတွေကဒီခုခေတ်လူငယ်တွေရဲ့ခေတ်ရောက်တဲ့အခါမှာပေါ့နော်ခုခေတ်လူငယ်တွေရဲ့အတွေးခေါ်မျှော်မြင်မှုကြီးမားတဲ့ဖြစ်ထွန်းရင်ကောင်းတဲ့မျှော်မြင်မှုအပေါ်မှာမူတည်ပြီးတော့မှတနေ့ကျရင်တော့ခုလိုပဲပြဿနာတွေကရှုပ်ထွေးနေအောင်မှာမဟုတ်နောက်တနေ့ကျရင်တော့ဖြည့်ရှင်းနိုင်မယ်လို့ဦးလေးကတော့အရန်ယုံကြည်နေတယ်ဆိုတော့ခုခေတ်ကလေးတွေရဲ့သူတို့ကြီးလာတဲ့အခါမှာဒီတိုင်းပြည်ကိုဒီပုံစံအတိုင်းသူတို့မဖြစ်စီချင်တော့တော့ဘူးဘာကြောင့်လဲဆိုတော့သူကကဘာနဲ့ချီပြီးတော့မိနေပြီကိုက IT ခေတ်လေဗျာ IT ခေတ်မှာဆိုတော့ကျွန်တော်ကဘာကြီးကရွာရေးလို့ဖြစ်နေပြီလေဘယ်မှာဘာဖြစ်တယ်ဘာမှာဆိုအကုန်လုံးမိနေရပြီလေစကားအဖြစ်ဒီနားအဖြစ်ကြားတာဒီမဟုတ်မျက်စိနဲ့ပါမိနေတာဘာလို့တက်လဲဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်တယ်ဆိုတာမျက်စိနဲ့ကိုမိနေတာဆိုအဲ့ဒါကြီးကိုဒီလူငယ်တွေကအတုခူးပြီးတော့မှကောင်းတဲ့ဟာတွေအတုခူးပြီးတော့မှယူတတ်မယ်ဆိုလို့ရှိရင်ဒီလူငယ်တွေရဲ့လူကြီးဖြစ်တဲ့အချိန်လောက်ကြာရင်တော့မြန်မာပြည်ကြီးကအမတားမှကောင်းတော့မယ်လို့ပဲကျွန်တော်ကတော့မျှော်လင့်တယ်ဒီခုခေတ်လူငယ်တွေကလည်းအဲ့လိုမျိုးစွန့်ဆောင်နိုင်မယ်လို့လည်းယုံကြည်တယ်ခုခေတ်လူငယ်တွေကတော်တယ်အရန်တော်ကြတယ်တကယ်တမ်းလုံမယ်ဆိုရင်သူတို့ကောင်းကောင်းစွန့်ဆောင်နိုင်တယ်အဲ့ဒါတော့ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့မြေနေထားအပိုင်းပေါ့နော်မြေနေထားအပိုင်းပေါ့ကျွန်တော်တို့ရဲ့တဘာဝကျွန်တော်တို့ပြီးထားတဲ့ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေပါပြီးတော့မှကျွန်တော်အခွင့်အရေးနဲ့ပတ်သက်တဲ့လွတ်လပ်ခွင့်ရေးတို့ပါတော့ပေါ့နော်လူတွေကပြောနေကြတာကျွန်တော်ကြားနေရတယ်မြန်မာပြည်မှာတော့လူငယ်တွေအတွက်အခွင့်အရေးမရှိဘူးပေါ့နော်အခွင့်အရေးမရှိဘူးအကုန်လုံးကအခက်အခဲတွေရှိတယ်လို့ငီးတွားနေကြတာပေါ့နော်တချို့ကငီးတွားနေကြတယ်မန်ကောင်းလည်းမှန်နိုင်တယ်မားကောင်းလည်းမှားနိုင်တယ်ကျွန်တော်အလုံးစုံမှန်မယ်လို့ကျွန်တော်မယုံကြည်ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာခုခေတ်က IT ခေတ်တွေဗျာကဘာကြီးကပြားနေပြီကဘာကြီးကပြားနေပြီဆိုအဲ့လိုကြီးကျွန်တော်တို့ကအခွင့်အရေးဆုံးရှုံးရတဲ့အပိုင်းတွေကျွန်တော်ရှာကြည့်တဲ့အခါမှာတိတ်မတွေ့တော့ဥပမာဗျာကျွန်တော်စင်ကာပူမှာပီဇာစားနိုင်တယ်မြန်မာနိုင်ငံမှာလည်းစားနိုင်တာပဲဟိုမှာ hot dog စားတယ်ဒီမှာလည်းစားနိုင်တာပဲဟိုမှာမိတ်တော်နဲ့စားတယ်ဒီမှာလည်းစားနိုင်တာပဲသူတို့ဝတ်တဲ့တိုင်းကျွန်တော်လည်းဒီမှာလည်းဝတ်နိုင်တာပဲသူတို့သုံးနေတဲ့ internet သူတို့သုံးနေတဲ့ WhatsApp တီကျွန်တော်သူတို့သုံးနေတဲ့ Facebook တီသူတို့သုံးနေတဲ့ YouTube တီကျွန်တော်လည်းသုံးနေတာပဲဆိုတော့ဘာကွာလဲကိုချက်ချက်ကအဲ့လောက်ကြီးမရှိဘူးအရန်ကြီးမြောင်းသွားပြီကိုချက်ချက်ကဆိုတဲ့ခါကျတော့အခွင့်အရေးမရဘူးဘာကြောင့်ညာကြောင့်ဆိုတဲ့ဟာကတော့ကျွန်တော်တော့ရန်နှုံးပြလက်မခံအဲ့ဒါကြောင့်အခွင့်အရေးကရှာတတ်ရင်ရှိပါတယ်ကျွန်တော်ရှာတတ်ရင်ရှိပါတယ်တလုံးလုံးကကျွန်တော်စကားကျွန်တော်တို့အခြေတင်ပြောခဲ့တဲ့စကားတစ်ခုရှိဘူးတယ်လူငယ်တဲ့2နှစ်3နှစ်လောက်ကပေါ့နော်အဲ့ဒါပါလဲဆိုတော့ဘောလုံးနဲ့ပတ်သက်တာဘောလုံးနဲ့ပတ်သက်ပြီးတော့မှလူတွေကပြောကြတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကအုပ်ချုပ်ရေးမကောင်းလို့စနစ်မကောင်းလို့တိုင်းပြည်ဆင်းရဲလို့ဘောလုံးသမားကောင်းတွေမထွက်နိုင်တာသူများကမနိုင်ဘူးပေါ့ဥပမာချန်ပီယံမဖြစ်ခဲ့ဘူးပေါ့တကယ်လို့ဒါကျွန်တော်နိုင်ငံကောင်းမယ်ဆိုလို့ရှိရင်အုပ်ချုပ်ရေးကောင်းမယ်တိုင်းပြည်တိုးတက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကမ္ဘာဖလားထိကျွန်တော်ယူနိုင်တယ်အစရှိတယ်ပြင်ပေါ့ပြောကြတယ်ကျွန်တော်ကြည့်နေတော့ကျွန်တော်လည်းတခွန်းတော့ဝင်ပါလိုက်တော့ဟုတ်ပြီမြန်မာနိုင်ငံကတော့ဘာမှမကောင်းပေါ့နော်ဘာမှမကောင်းဘူးခင်ဗျားတို့ပြောတဲ့အတိုင်းဆိုရင်တော့ဘာမှမကောင်းဘူးဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကမ္ဘာမှာအချင်းကြီးအများဆုံးကမ္ဘာဖလားချန်ပီယံဖြစ်တဲ့ဘရာဇီးကိုတွားကြည့်လိုက်ပါကျွန်တော်ဘရာဇီးကိုတွားလေ့လာမယ်ဆိုလို့ရှိရင်ဗမာပြည်ထက်တောင်ညက်တဲ့ဘိုင်းတွေအများကြီးရှိတယ်ဗမာပြည်ထက်အများကြီးမကောင်းဘူးဘရာဇီးကရုန်းကန်နေရတဲ့တိုင်းပြည်ပဲအရင်ရှင်းရတယ်စီးပွားရေးမကောင်းဘူးတိုင်းပြည်ရတာတဲကျဲနေတာဒါပေမဲ့စီးပွားရေးမကောင်းဘူးအမေရိကတို့ဘာလို့ဂျပန်တို့ဘာလို့ပြီးတော့မှဒီဥရောပတို့ဘာလို့နဲ့ဆိုင်ဘရာဇီးကအရန်နှိမ့်ကျနေတယ်ဒါပေမဲ့ဘာကြောင့်ဘရာဇီးကနေတကယ်ကမ္ဘာအစစ်မီကစားသမားတွေဘာကြောင့်ထွက်တယ်လဲအဲ့ဒါတိုင်းပြည်တိုးတက်ခြင်းမတိုးတက်ခြင်းနဲ့ဆိုင်သလားတကူတော်ချင်းရဲ့ကြိုးစားမှုနဲ့ဆိုင်သလားခင်ဗျားတို့စဉ်းစားကြည့်ကျွန်တော်အဲ့လိုပဲ comment ပေးလိုက်တော့ဘောနော် comment ပေးလိုက်တော့လူတွေကတော့စဉ်းစားကြမှာပေါ့စဉ်းစားကြတဲ့အခါကျတော့လူတွေကစကားမပြောချင်တော့ကျွန်တော်ဘာမှစောတခါမတက်ချင်တော့
အဲ့လိုဖြစ်တယ်ကျွန်တော်အဲ့လိုတွက်တာကဲတိုင်းပြည်တိုးတက်ချင်းမတိုးတက်ချင်းကိုကျွန်တော်ကြည့်မယ်အမေရိကကမ္ဘာမှာတိုးတက်တယ်အရန်တိုးတက်တယ်အတိုးတက်ဆုံးလို့ပြောမှာပေါ့နော်ဒီမိုကရေစီအရာရောအားလုံးအကုန်လုံးလွတ်လပ်နေတယ်လူငယ်တွေကကြိုက်တယ်လို့ကိုကြိုက်တဲ့လမ်းကိုရွေးလို့ရတယ်ကိုကြိုက်တဲ့ပညာသင်လို့ရတယ်โอเคအမေရိကန်နိုင်ငံကကမ္ဘာဖလားချန်ပီယံဘယ်နှခါဖြစ်ဘူးလို့လဲမဖြစ်ဘူးနော်တမိုင်းမှာမဖြစ်ဘူးတည်ဘူးထူးဆန်းတယ်နော်အဲ့ဒါနောက်တစ်ခါဒီဘက်ကိုကြည့်လိုက်အောင်တရုတ်နိုင်ငံလူကြီးရဲ့အရာများတယ်အချမ်းလက်တူးတက်နေတာဒါမဲ့တရုတ်နိုင်ငံကကမ္ဘာဖလားတော်မှခြီစစ်ပွဲတော်မှတစ်ခါပဲအောင်နေတယ်တစ်ခါပဲအောင်တာနော်ပြီးတော့ကျွန်တော်တို့အားကျနေတဲ့စင်ကာပူတို့ထိုင်းတို့မလေးရှားတို့ရောကမ္ဘာဖလားကိုချန်ပီယံဖြစ်ဖို့မပြောနဲ့အောင်ဘယ်နှခါခြီစစ်ပွဲအောင်ဘူးတလဲ no မအောင်ဘူးအဲ့ဒါကြောင့်လူတွေကကိုမကြိုးစားချင်တဲ့အပိုင်းပေါ့နော်ကိုမကြိုးစားလို့ဖြစ်မလာတဲ့အပိုင်းကိုကိုယ်တိုင်ဝမခံမဲနဲ့ဟိုလို့ကြောင့်ဒီလို့ကြောင့်စရှိတဲ့ပဲကျွန်တော်တို့ကသူမျိုးကိုလက်ရုပ်ထိုးတတ်တယ်အဲ့ဒါမမှန်ဘူးဗျခုခေတ်လူငယ်တွေအဲ့စိတ်ဓာတ်မျိုးမရှိဘူးလူတယ်ကြိုးစားပါကြိုးစားဖြစ်တယ်ခါဘောလို့ဘရာဇီးနိုင်ငံမှာဟိုရိုနယ်ဒိုဟိုတို့ပါတော့အချမ်းစင်းရဲပြီးတော့မှပေါ်လုံးတော့မဝယ်နိုင်တဲ့မိသားစုကနေကြီးပြလာတာအိမ်တော်မှတီချာမရှိဘဲနဲ့လမ်းပြကနေကြီးပြလာတဲ့လူတွေဘာဖြစ်လို့သူတို့ကအဲ့လိုဖြစ်သွားလဲစဉ်းစားကြည့်လေတိုင်းပြည်တိုးတက်ချင်းမတိုးတက်ချင်းနဲ့စိုက်တလားဘာမှမဆိုင်သူ့ရဲ့မစုံမနစ်တော့ရွှဲနဲ့သူ့ရဲ့ဖြစ်ထွန်းရတဲ့ကြိုးစားချင်းကြောင့်သာဖြစ်လာတာဟုတ်ပါပြီကျွန်တော်မြန်မာနိုင်ငံကလူငယ်တွေကြိုးစားဖြစ်ပါတယ်ကြိုးစားပါဖြစ်ပါတယ်မစုံမနစ်တော့စိတ်နဲ့ဇွဲနဲ့လုံလနဲ့ကြိုးစားပါအားလုံးဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်ဒီနေ့ကျွန်တော်လူငယ်နဲ့စကားပြောတဲ့အခန်းမှာကျွန်တော်ကိုယ့်ရဲ့မြန်မာနိုင်ငံကိုမြန်မာနိုင်ငံအကြောင်းပေါ့နော်ကျွန်တော်မြန်မာနိုင်ငံအကြောင်းတိုက်ပြည်ကဘယ်လိုပုံစံတည်ဆောက်ပြီးတော့မှဘယ်လိုပုံစံအနေထားမှာရှိနေတယ်လဲကမ္ဘာမြေမျက်နှာပြင်ပေါ်မှာဒီမြန်မာနိုင်ငံတီးကိုတော့ဒီတိုင်းပြည်ကဘယ်လိုအခြေအနေမျိုးတဘာဝအနေထားပေါ့မြေအနေထားကဘယ်လိုရှိတယ်လဲအဲ့ဒါပထမဆုံးသိရမှာနောက်ပြီးတဲ့ခါကျတော့ကျွန်တော်မှရှိတဲ့ဒီတိုင်းသားလူမျိုးပေါင်းစုံ135မျိုးတော်သူများဒီကျွန်တော်တို့အင်ရှင်နေဖြစ်တယ်အင်္ဂလိပ်လိုပြောမယ်ဆို landlord we are landlord တွေဖြစ်တယ်ကျွန်တော်အင်ရှင်နေဖြစ်တယ်အင်ရှင်နေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အင်ရှင်စိတ်ဓာတ်ရှိရကျွန်တော်အင်ရှင်ကဘာလုပ်မလဲအဲ့တဲ့တွေကဘာလုပ်မလဲအင်ရှင်ကဘာလုပ်မလဲအင်ရှင်ဆိုတာကတော့မိမိအင်ကိုတံမိုးထားရမယ်မျက်နှိုးရမယ်တန့်ရှင်းအောင်လုပ်ရမယ်နေချင်းစပွဲဖြစ်အောင်လုပ်ရမယ်အဲ့ဒီဟာကအင်ရှင်တွေရဲ့အဓိကတာဝန်တွေပဲဆိုတော့ကျွန်တော်တို့ကအင်ရှင်တွေဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်ဒီကနေ့ခေတ်မှာကျွန်တော်မြန်မာလူငယ်တွေကတိုင်းပြည်မကောင်းဘူးဆိုပြီးတော့မှတိုင်းတစ်ပါးကိုတလဟောအလူကျထွက်ခွာနေကြတယ်ဒါမဲ့မြန်မာနိုင်ငံကအင်မတန်ကောင်းပါတယ်ဆိုပြီးတော့မှလူမျိုးနှမျိုးကျွန်တော်မပြောတော့ခါသိပါတယ်လူမျိုးနှမျိုးကကြတော့ကျွန်တော်တို့ထွက်ခွာနေတဲ့အချိန်မှာသူတို့ကမြန်မာနိုင်ငံဆိုတာနတ်ပြည်ပဲငါတို့အတွက်နတ်ပြည်ပဲဆိုပြီးတော့မှအလူရက်အတင်းအတမပြောမယ်ဆိုအလူရက်ကိုဝင်လာနေကြတယ်ဘာကွာလဲစိတ်တကကိုယ်ဟောပါပြီကျွန်တော်အိမ်ရှင်တွေကြတော့ကိုယ့်ရဲ့အိမ်ကိုကောင်းအောင်မလုပ်ချင်မဲနဲ့တိုင်းတစ်ပါးကိုထွက်သူများအိမ်ကိုတော်လဲတာဗောနော်သူများအိမ်မှာတော်လဲပြီးတော့မှသူများအိမ်မှာအလုပ်တွေပါဝိုင်းကိုလုပ်တယ်ကိုယ့်အိမ်မှာအမိုက်တွေအများကြီးရှိတာကိုအမိုက်မကျုံချင်မဲနဲ့သူများအိမ်ထဲမှာရှိတဲ့အမိုက်ကိုတမျက်စိလဲပေးနေရတဲ့အနေထားမှာရှိတယ်စိတ်ဓာတ်တွေပြုတ်ပင်ဖို့လိုတယ်နော်အဲ့ဒါတွေဟုတ်တယ်တိုင်းပြည်မှာအုပ်ချုပ်မှုမကောင်းတာတွေရှိကောင်းရှိမယ်သူများနိုင်ငံမှာလည်းရှိတာပဲအဲ့ဒါမရှိတာမဟုတ်နော်ထိုင်းလိုပါလို့ဆိုရင်အုပ်ချုပ်ရပြဿနာခဏဖြစ်တာထိုင်းနိုင်ငံမှာလွတ်လပ်မှုဆိုတာနည်းနည်းလေးပဲရှိတယ်ကျွန်တော်အများဆုံးတွားတဲ့ထိုင်းနိုင်ငံနော်လွတ်လပ်မှုဆိုတာနည်းနည်းပဲရှိတယ်ခင်ဗျ
ထိုင်းဘရင်မိသားစုထိုင်းတော်ဝင်မိသားစုလုံးဝထိမရတဲ့ဥပဒေပုံမှန်တွေရှိတယ်ခင်ဗျအဲ့ဒါထိလိုက်ရတာနဲ့ထောင်ပဲမရဘူးအဲ့လောက်ထိကိုသူကတိကျက်တာစင်ကာပူတော့ကြည့်မလားတပါတီစနစ်နော်တပါတီစနစ်အမှန်မှတိကျက်တဲ့အတိုင်းပြီဆိုလိုချင်တာကျွန်တော်တို့အားနဲ့ချက်ရှိတယ်လို့သူများမှလည်းအားနဲ့ချက်ရှိတာပဲကျွန်တော်မှအားသာချက်တွေရှိတယ်လို့သူများမှအားသာချက်ရှိတယ်အဲ့ဒါကိုကကနနခွဲချက်တဖို့လို့တယ်အဲ့ဒါခွဲချက်တတ်မယ်အင်ရှင်ရှိတဲ့ရှိမယ်အင်ရှင်ရှိတဲ့ကရမ်းအရေးကြီးတယ်ကျွန်တော်မှအင်ရှင်ရှိတဲ့ရှိပြီးတော့မှဒီနိုင်ငံကိုတတ်နိုင်တဲ့ဘက်ကကိုယ့်ရဲ့တတ်နိုင်တဲ့အင်းနဲ့အားနဲ့ကိုယ့်ရဲ့တတ်နိုင်တဲ့ညံစွမ်းအစတွေနဲ့ကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိဖို့လိုတယ်ကျွန်တော်နိုင်ငံခြားကိုခဏခဏခရီးထွက်တယ်နိုင်ငံခြားခဏခဏခရီးထွက်တော့ကျွန်တော်မြန်မာနိုင်ငံသားတွေကထိုင်းနိုင်ငံဘန်ကောက်ကနေပြန်လာမယ်ဥပမာထိုင်းနိုင်ငံပေါ့ဗျာထိုင်းနိုင်ငံကနေစဝနပုံကမောင်လေစစ်ကနေပြန်လာမယ်ဒီကိုရောက်တယ်ထိုင်းနိုင်ငံမှာအမိုက်တစ်ဆက်မပြည့်ကျဲဘူးနော်အမိုက်တစ်ဆက်မပြည့်ကျဲဘူးစင်ကာပူပဲဒီကိုလမ်ပူကနေပဲပြန်လာပဲဖြစ်အရန်ရှိတာမြန်မာတွေဒါမဲ့ရန်ကုန်မင်္ဂလာတုံးလေစိတ်မင်္ဂလာတုံး airport ရောက်တာနဲ့ကိုးစားပြီးတော့မှပစ်ကနေထွေးထွက်တာနော်ပစ်ကနေထွေးတာ select တူပစ်ကနေထွေးပလိုက်တာအဲ့ဒါဘာဆိုင်စိတ်သက်ဆိုင်တော့ပြီစိတ်သက်ဆိုင်တော့ဒီနိုင်ငံမှာအဲ့လိုဖြစ်နေသူမျိုးလက်ငင်းမထိုးကောင်းပါဘူးဗျာကိုယ့်ရဲ့အိမ်လေကိုယ့်ရဲ့အိမ်တက်ရှင်တော့အောင်တော့ကိုကလောက်ရမှာလေသူမျိုးကိုရေးပဲလက်ကိုထိုးနေတော့အဆင်မပြေနိုင်ဘူးဗျအဲ့ဒါလေးကိုကျွန်တော်ဒီနေ့ပြောချင်တယ်ဟုတ်ပြီဒီလောက်နဲ့ပဲကျွန်တော်လူငယ်တွေနဲ့စကားပြောခန်းကိုရနာပါမယ်နောင်နေ့တီမှာလဲနောင်ရက်တီမှာလဲကျွန်တော်အချိန်ရတယ်လို့လူငယ်တွေနဲ့ကျွန်တော်စကားပြောပါမယ်လူငယ်တွေနဲ့စကားပြောချင်နေကျွန်တော်အရန်ခွန်အားရတယ်ကျွန်တော်တို့အတွက်ပျော်လဲပျော်စရာကောင်းပါတယ်ဆိုတာလေးကိုကျွန်တော်ပြောချင်နေအားလုံးကိုနှုတ်ဆက်ပါတယ်အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်